ကိုဘာသာကိုခွင့်လွှတ်နိုင်ကိုဘာသာကိုတတ်တာလည်းပဲခွင့်မလွှတ်နိုင်ဘူးဆိုတဲ့အဲ့ဒီစိတ်ကသူများကိုပူလောင်တာမဟုတ်ကိုယ့်ကိုအရင်ပူလောင်တာဆိုတော့လေအစဉ်ပြေခြင်းခွင့်လွှတ်နိုင်အောင်ကြိုးစားဘာမှခေါင်းထဲမှာထည့်မထားနဲ့အဲ့ဒီစကားလုံးတွေကိုခံစားလို့တတ္တဝါတွေမှာခွင့်မလွှတ်နိုင်ဘူးခွင့်မလွှတ်နိုင်ဘူးဆိုတာကအမျက်ဒေါသကိုကိုယ်ခေါင်းထဲမှာထည့်ထားလို့ခွင့်မလွှတ်နိုင်တာမကျေနပ်ချက်ကိုကိုယ်ခေါင်းထဲမှာသိမ်းထားလို့ခွင့်မလွှတ်နိုင်ပြောမယ်ဆိုရင်ဒီနေ့ခေတ်စကားနဲ့ပြောအစာမကြေတာအစာမကြေတဲ့အချက်ကလေးကိုဆွတ်ထားလို့ခွင့်မလွှတ်နိုင်တာငါ့ကိုဒီလိုပြောရကောင်းလားဒီလိုဆက်ဆံရကောင်းလားဆိုရဲအဲ့ဒီအတွေးကကိုယ်ခေါင်းထဲမှာရှိနေတဲ့အတွေးကြောင့်သူနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်မှန်သမျှခွင့်မလွှတ်နိုင်တော့ခွင့်မလွှတ်နိုင်တော့ခွင့်မလွှတ်နိုင်ရင်ခွင့်မလွှတ်နိုင်တဲ့လူကအရင်ခံစားရတာပဲဆိုတော့ပရိသတ်ရေဘာပဲဖြစ်ဖြစ်ခွင့်လွှတ်ကြည့်လိုက်ပါခွင့်လွှတ်တာသူများကိုလွှတ်တာမဟုတ်ကိုယ့်ကိုယ်သူလွှတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုခွင့်လွှတ်နိုင်ကိုအရင်သက်သာမယ်ကိုခံစားချက်သက်သာမယ်ကိုအရင်ငြိမ်းချမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဘဝမှာအစဉ်ပြေခြင်းခွင့်လွှတ်နိုင်အောင်လဲကြိုးစားဒီလဲတီးခံရမယ်တီးခံပြီးရင်ခွင့်လွှတ်နိုင်အောင်လဲကြိုးစားရမယ်ဒီနှစ်ခုရှိနေတဲ့စင်ပြေပြီလားတော်တော်များများပြည့်နေပါပို့ပြီးအစဉ်ပြေခြင်းတော့မေတ္တာထားနိုင်အောင်ကြိုးစားမေတ္တာဆိုတာအကျိုးလိုလာတာလူတွေကမေတ္တာပို့တယ်ဆိုရင်ဟိုလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စီမြဲပါစေဒီခေါင်းရင်ကြရှေ့ရင်ကြအတန်ပြဲကြီးနဲ့ပို့နေတာကိုမေတ္တာပို့တယ်လို့ထင်နေတာမှန်မေတ္တာရဲ့အဓိကအဓိပ္ပာယ်ကအကျိုးလိုလာတာအကျိုးဆောင်ပေးတာအကျိုးပြုပေးတာအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ဆောင်ရွက်ပေးတာအဲ့ဒါမေတ္တာလို့ခေါ်တယ်မေတ္တာကလည်းပဲမေတ္တာ၃မျိုးရှိတယ်လက်တွေ့ကျင့်သုံးလို့ရတဲ့မေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကိုယ်မူရာလေးနဲ့သူ့အကျိုးကိုလိုလားတာအဲ့ဒါကာယကံမေတ္တာပဲဟိုးလမ်းသွားရင်လမ်းပြတ်ကူးတယ်အဖိုးတွေအဖွားတွေမနေမင်းနဲ့မနိုင်မင်းနဲ့လမ်းကူးနေတယ်ထုတ်လေးကူးတယ်ပြီးအဖွားသားတယ်ပြီးမယ်သမီးတယ်ပြီးမယ်အဖွားရဲ့အကျိုးကိုလိုလားတာအဖိုးရဲ့အကျိုးကိုလိုလားတာအဲ့ဒါကာယကံမေတ္တာပဲလူတွေလက်တွေ့ဘဝထဲမှာအဲ့ဒီကာယကံမေတ္တာတာကျင့်သုံးနိုင်စမ်းကျင့်သုံးကြည့်လိုက်စမ်းတယောက်နဲ့တယောက်အဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဒါဆက်ဆံကြည့်ဘဝကတော်တော်ကိုအဆင်ပြေမိသားစုထဲမှာလည်းထို့အတူပဲမေတ္တာကိုအခြေခံနိုင်အဲ့ဒီမိသားစုငြိမ်းချမ်းတယ်သားကလည်းပဲအမေအကျိုးကိုလိုလားတယ်အဲ့ဒါမေတ္တာကိုအခြေခံတာအမေကလည်းသားအကျိုးကိုလိုလိုက်အဲ့ဒါမေတ္တာကိုအခြေခံတာယောက်ျားကလည်းအမျိုးသမီးမိန်းမရဲ့အကျိုးကိုလိုလားတယ်မိန်းမကလည်းယောက်ျားရဲ့အကျိုးကိုလိုလားတယ်ဟိုအဖေကလည်းအမေရဲ့အကျိုးကိုလိုလားတယ်အမေကလည်းအဖေရဲ့အကျိုးကိုလိုလားမိသားစုထဲမှာပဲအဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆံရင်ကိုယ်အမူအရာနဲ့အကျိုးလိုလားရင်ကာယကံမေတ္တာစကားလုံးလေးနဲ့အကျိုးလိုလားရင်ဝစီကံမေတ္တာဝစီကံမေတ္တာလေးပေးကြည့်ပါတခါတခါကြာရင်မိတ်ဆွေပေါင်းသင်ချင်းချင်းတောကတွေဖြစ်တယ်ကိုယ်ကိုရင်လာဖွဲ့စကားလုံးလေးနဲ့သူ့အားတက်အောင်သူ့အကျိုးလေးတွေရော့မှသွားကောင်းကျိုးလိုလားတဲ့စိတ်ကလေးနဲ့ကောင်းတဲ့စကားလေးတွေပြောပေးအဲ့ဒါဝစီကံမေတ္တာပဲဘာမှပတ်စံမကုန်လိုက်ပဲတဲ့ရတဲ့ကုသိုလ်တွေပဲနော်စကားလေးကောင်းကောင်းလေးတွေပြောပေးတာအဲ့ဒါဝစီကံမေတ္တာစကားလုံးလေးနဲ့အကျိုးရှိအောင်လုပ်ပေးတာအဲ့ဒါဝစီကံမေတ္တာဟုတ်ဘုန်းကြီးတို့တရားဟောပေးနေတယ်ကာယကံမေတ္တာကိုဝစီကံမေတ္တာကိုမနောကံမေတ္တာကိုပါနေတာတရားနာတဲ့သူတွေကိုအကျိုးလေးတွေဖြစ်ထွန်းပါစေနာရတဲ့အခိုက်တဲ့တရင်ကအခိုက်တန့်လေးပဲဖြစ်ဖြစ်ငြိမ်းချမ်းမှုလေးရသွားပါစေအဲ့ဒါမေတ္တာကိုအခြေခံတာပဲနော်ဒါကြောင့်မလို့မေတ္တာဆိုခေါ်နိုင်ကြရှိရင်ကြအတန်ပြဲကြီးနဲ့ပို့နေမှမေတ္တာမဟုတ်တချို့ကအတန်ပြဲကြီးနေတာပို့နေတာစိတ်ကမရောက်တော့မေတ္တာအစွမ်းမထက်နော်ပါဇက်ကလုံးစုံများစွာတတ္တဝချမ်းသာကိုယ်စီမြဲပါစေ၄နိုင်ခွဲလောက်ထားအော်တယ်လက်ကဖြန်းဆိုချင်းပိတ်ရိုက်တယ်အဲ့ဒီမေတ္တာအစွမ်းမထက်မနောကံကလည်းဘယ်ရောက်နေမှမပါဇက်ကတာအော်နေတာကာယကံကတော့လက်တတ္တဝါသွားရိုက်လိုက်တာချင်းလေးသွားရိုက်တယ်အဲ့ဒီမေတ္တာအကျိုးသက်ရောက်မရှိဘူးအဲ့တော့မေတ္တာဆိုတာကကာယကံမေတ္တာဝစီကံမေတ္တာအဓိကအဲ့မနောကံမေတ္တာစိတ်ကလေးကအာယုံပြုတ်နိုင်မှာမေတ္တာအကျိုးပို့ပြီးတော့ကြည်တာစိတ်ကလေးကပါပြီးတော့ကိုယ်မူရာလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့စကားလုံးလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့လေစိတ်တက်ကလေးကအဲ့ကိုပြုကျင်တဲ့ကိုအကျိုးပြုကျင်တဲ့လူကိုဒါလည်းရောက်နေမယ်ဆိုရင်အဲ့ဒီမေတ္တာ၃မျိုးကကိုရှိမှပြည့်နေတာကိုကဒီ၃မျိုးလုံးနဲ့ဆက်ဆံနေကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒီမေတ္တာရဲ့ဓာတ်ကိုခံစားရပြီးတော့
မေတ္တာထားတဲ့စိတ်ကလေးကတတ္တဝါတွေမှာလုပ်ငန်းခွင်မှာလည်းအဆင်ပြေသွား